ကျေပေါ်မှာကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမကျူးလို့မိခဲ့သည်ရှိပါသောသားတို့သမီးတို့ခွင့်လို့ပြပါယံငါရဲ့ချစ်တဲ့ဘက်သာသမီတွေအားလုံးကာယကဝစီကမနောကနဲ့ပြမမိခဲ့သည်ရှိသောနားလည်းခလို့ပေးတယ်ယခုနှစ်2025 2026ပညာသင်နှစ်မှာပြေဆုံးမဲ့သဘဝဲကိုခက်ခဲမရှိဘာသာဆုံးကျွတ်လွတ်ခက်ခဲမရှိစူးကြောက်ခလို့မရှိဘဲနဲ့အောင်မြင်စွာပြေဆုံးနိုင်ပါစေကြက်ထားသောသာများရောက်ပို့လေလားကျက်တော်သောစာများဘာမှပါပြီးတော့ကျက်တဲ့စာတွေမမေးပဲအပုပ်စစ်6ပုပ်လုံးအောင်မြင်စွာချပြနိုင်ပါစေ။ယေရှုပြပါစေ။ဝိုင်းလုံးကျိုးစာမဝဲအောင်မြင်ပါစေ။ယေရှုပြပါစေ။ကျက်ပုံမူရပါ။ဘာလဲ